အဲ့ဒီနောက်မှာတော့စကဲခရိုးကဒေါ်ဖစ်ရဲ့အလောင်းကိုတွားယူပြီးမာယာရဲ့လက်ကကျိုးတွေကိုဖျက်ပေးလိုက်ပါတယ်သူကဓာတ်ကိုချန်ထားပေးခဲ့ပြီးအလောင်းကိုမြေကြီးပေါ်ဆွဲသွားရင်းထွက်ခွာသွားခဲ့ပါတယ်ရော်ဒါလက်ထွက်သွားပြီးတဲ့နောက်မှာတော့မာယာကတတိပြန်ဝင်လာပြီးဒက်ဗီရဲ့အလောင်းကိုကားပေါ်တင်ကားအိမ်ပြန်ဖို့မောင်းထွက်ခဲ့ပါတယ်ဒါပေမဲ့လမ်းခုလာမှာပဲကားရက်လိုက်ပြီးလက်စားချေဖို့ပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းဘေးကစိုက်ဖို့တွေကိုမှတ်မိနေတာကြောင့်မာယာဟာမီးအောင်ပုံအောင်တဲ့နေရာကိုရှာတွေ့သွားပြီးကားထဲကရလာတဲ့တနက်ကိုယူကာအောက်ကိုဆင်းသွားခဲ့ပါတယ်အဲ့ဒီပုံအောင်တဲ့နေရာကတော်တော်လေးကျယ်ဝန်းပြီးမာယာဟာလမ်းမှန်ကိုရှာနေရင်းနဲ့တန်ကြိုးနယ်လိုမျိုးကြောက်စရာကောင်းတဲ့အရာတွေကိုတွေ့ခဲ့ရပါတယ်နောက်ဆုံးမှာတော့သူမဟာမီးလင်းနေတဲ့နေရာကကလူထိုင်တစ်လုံးကိုတွေ့သွားပြီးအတန်တစ်ခုကိုကြားလိုက်ရပါတယ်သူမကတေချာအောင်အနီးကတွားကြည့်တဲ့အခါမှာတော့ရော်တာကရေဒီယိုနားထောင်ရင်းအရက်တောက်နေတာကိုတွေ့လိုက်ရပါတယ်တခါလေကျွန်တော်တို့ကရုပ်ရှင်ရုံမှာရုပ်ရှင်သွားကြည့်ရတဲ့ကိုယ့်ရဲ့အိမ်မှာပဲဒီလိုမျိုးလေးလက်ကျန်နဲ့ပြီးလို့ရှိရင်ဟို coffee late ခွန်းနဲ့အဲ့လိုမျိုးကြည့်ရဖို့ကျွန်တော်တို့ relax ဖို့ဖြစ်တယ်ပြီးတော့လက်ကျန်လေးဆက်ဖြစ်တယ်ဆက်ကြည့်အောင်နော်သူကလည်းမာယာကိုချက်ချင်းမြင်သွားခဲ့ပေမဲ့သူဘာမှမလုပ်နိုင်ခင်မှာပဲမာယာကတနက်နဲ့နှစ်ချက်ပစ်ပြီးအလွယ်တကူတပ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်သူမကကလူထိုင်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ကျိုးတစ်ချောင်းကိုတွေ့လိုက်ရပြီးဒါဟာသူမအဖမ်းခံထားတဲ့နေရာမှန်သိသွားခဲ့ပါတယ်အဲ့ဒီနောက်မာယာကနောက်ဘက်ကလမ်းလျှောက်လမ်းအတိုင်းတွားကြည့်တဲ့အခါမှာတော့ Gregory ရဲ့ကိုယ်ပိုင်အခန်းကိုတွေ့သွားခဲ့ပါတယ်နေရန်တွေပေါ်မှာထူးဆန်းတဲ့သားစားတွေကိုချစ်ထားပြီးဖယန်းတာစင်ပေါင်းများစွာနဲ့ရှယ်လီရဲ့ဓာတ်ပုံတွေပိုင်ဆိုင်မှုတွေနဲ့ကြောက်စရာကောင်းတဲ့ပချီကားတွေကိုပြသထားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲစကဲခရိုးကအခန်းထဲဝင်လာပြီးထိုင်ချလိုက်ပြီးမာယာရဲ့စိတ်ထဲမှာနာကျင်မှုတွေပဲရှိတော့တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့မာယာကတော့သူမရဲ့စိတ်ထဲမှာဘာမှမရှိတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်ကိုချွတ်ခိုင်းလိုက်ပါတယ်Gregory ကမျက်နှာဖုံးချွတ်လိုက်ပြီးမာယာဟာသူ့ရဲ့သားကောင်တွေထဲကအသက်ရှင်ကျန်နေတဲ့တူဒီတော့ပုတ်ကိုဖြစ်တယ်လို့ပြောခဲ့ပါတယ်ပြီးတော့ရှယ်လီဟာသူ့ရဲ့မောင်တလောကတွေကအလင်းရောင်တကူဒီမဲ့ဖြစ်တယ်လို့လည်းသူကဆိုပါတယ်မာယာကသူမဒီကိုလာတာသူ့ကိုတတ်ဖို့လို့ပြောလိုက်ပြီးမြဲသူမရဲ့မိသားစုနဲ့ရီးစားလဲတေသွားပြီဖြစ်တာကြောင့်သူဟာသူမအတွက်ကြမ်းရှိနေတဲ့တူဒီတော့ပုတ်ကိုဖြစ်နေမှသိသွားခဲ့ပါတယ်သူမကင်ထားတဲ့တနက်ကလည်းကြီးဆိုင်ကုန်နေတာကြောင့်မာယာကတနက်ကိုချလိုက်ပါတယ်Gregory ကသူမနာကိုလာပြီးအနက်ခံကြည့်တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာသူတို့ရဲ့အထီးလန်းကြံမှုတွေမှာတယောက်နဲ့တယောက်နှိမ့်တဲ့ပေးနေကြပါတယ်သူတတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာတော့မာယာကသူ့ကိုဓာတ်နဲ့ထိုးလိုက်ပြီးမြေကြီးပေါ်လဲကျသွားတာကိုကြည့်နေခဲ့ပါတယ်Gregory ကအခုဆိုရင်သူတို့နှစ်ယောက်ဟာအတူတူပဲလို့ပြောလိုက်တဲ့နောက်မှာတော့မာယာကသူ့ကိုပစိန်နဲ့တပ်ပစ်လိုက်ပါတယ်မနေ့ရောက်တဲ့အခါမှာတော့မာယာဟာ Gregory ရဲ့မျက်နှာဖုံးကိုယူပြီးအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတော့တယ်ကျွန်တော်ကဗီဒီယိုတွေကိုအပိုင်းနဲ့တင်တာဟိုအစားဆုံးတင်တာဆိုတော့ဟိုဒီလိုအပိုင်းတစ်ပိုင်းနဲ့ဆက်ကြည့်နေဆိုရင် follow လုပ်ထားပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ